everyone Sakura Mandy channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ Mandy ကစူတန်တော်သမီးနဲ့လိမ္မာတော်သမီးအကြောင်းကိုတင်ဆက်ပြမှာဖြစ်တဲ့အကြောင်းမို့လို့ Mandy ရဲ့ဗီဒီယိုလေးကို like and subscribe လုပ်ပေးဖို့အတွက်မြေတားရေးခံအပ်ပါတယ်ရှင်ဆိုတော့ Mandy ရဲ့ဗီဒီယိုလေးဆက်လိုက်ရအောင်ဟိုင်းငါဖြစ်ဖြစ်ထားဟဲ့သမီးကိုနူးလာလားပြန်အိတ်လေသမီးကနူးနေပြီအေးအဲ့ဆိုမျက်နှာတက်တော့တိုက်လို့ကြရအောင်ဟုတ်လားစမ်းယူလိုက်ပါမယ်မေမဖိုးပေးလေသမီးရယ်မိလားစာမထုတ်ရသေးလို့နော်နောက်နေ့မှပေးမယ်မရဘူးပေးလို့ဟဲ့အငယ်မအမေကိုပြဿနာမရှာနဲ့လေကဲသမီးတို့နှစ်ယောက်ကသမီးစားခန်းလေးမှာစောင့်နေနော်မေဘိုးစားလေးပြရတယ်သမီးတို့ကိုလာပြီးတော့ဟိချက်ပြီးမယ်နော်သမီးတို့ဟုတ်ကဲ့မေဟုတ်ဒီနောက်တက်တိုက်လိုက်ပါအောင်မယ်လေရှင်မင်းချူရမယ်သမီးတို့မနက်စာလုပ်ပြရမှာဆိုချိုးပြဆိုအလေးဝင်တာမင်းကဲအင်းကျော်လေးပြီးတော့ဒီဒါပေမဲ့လေမျက်နှာလေးလာဖို့တဲ့မိတ်ကလေးပြန်လိုက်ပါမယ်လေနော်ဒီဘိုက်ဆောင်နေမှာဆိုလို့ဘာနေလေးပဲဆိုလိုက်တာမယ်ဘာနေဆိုပြီးဆိုတော့ငါမနက်စာတော့ချက်လိုက်ပါမယ်ကလေးတို့ရေအေးနေပြီလားမီးဖို့လေးပို့ပေးမယ်နော်ခဏဆောင်တော့သမီးတို့နှစ်ယောက်မေဟင်းလေးချက်လိုက်အောင်မယ်နော်မေဒီလာတော့ဒီတိုင်းစာနေပြီခဏလေးနော်သမီးလေးမေပြီးတော့မယ်မဆောင်နိုင်ဘူးတော်ပြီအပြင်မှာပဲတော့ဆောင်ရမယ်ဟဲ့သမီးအပြင်မှာမသွားနဲ့လေတယောက်ချင်းဆိုရီဖမ်းဝိုင်းဘယ်လိုလုပ်မလဲမရပါဘူးသွားမှာပဲဟဲ့အငယ်မအမေကိုစိတ်ရောက်ရှက်ဖြစ်အောင်မလုပ်နဲ့လေဘာမှလည်းမသိဘူးခဏလေးပါသမီးရေမေပြီးတော့မယ်နော်ခဏလေးပဲဒီလိုစားလီကောင်းနေမေသမီးကကုံသားပြီသမီးလေးရောစားပါဘယ်လားအမေရောလည်းဒီဟင်းနေပဲစားနေရရိုးနေပါပြီဆိုဟေးဘယ်လားအမေကိုလုံးပြောနေလေရိုစီနေရအမြဲဆရာကြီးလောက်တာပဲဘာမှလည်းမသိဘူးကဲထားလိုက်ပါတော့သမီးရေသူစားစင်ဝယ်လေးကွယ်လာသမီးတို့ကိုအမေပန်းစံလိုက်ပုံမယ်ဟာသမီးလေးရောလာဖေးလာလက်ဆဲသားမယ်အမေကဘာမှလည်းမသိဘူးစီကိုပဲအမြဲတမ်းဦးစားပေးရအခုလည်းကြည့်သူ့ကိုကြာချီပြီးတော့သမီးကိုကြာဆက်တွဲတယ်သမီးရဲ့ကြုံရကောက်ချီလိုက်လို့ပါ sorry ပါနော်လာကားပေါ်တက်ရိုစီလာလေကဲသမီးတို့ကိုအရန်ကိုမှပျော်ရွှင်စရာကောင်းတယ်ပန်းစံအကြီးကိုမေလိုက်ပို့မယ်နော်ဟုတ်ကဲ့ပါမေကောက်ဖြည်းမောင်းလေအိမ်မှာသမီးရဲ့မေနဲ့လောဝလို့ပါမေရဲ့ဘာတွေဖြစ်နေလဲမသိပါဘူးကားမောင်းတာလည်းစံပြေဘူးခေပါပဲကွယ်လာမေသမီးလေးဆင်းလို့ရပြီဒီခါဘယ်လောက်ကိုချိလိုက်မယ်နော်ရပါတယ်မေလာသမီးတို့ဘယ်ကိုတော့ကစားချင်လဲတော့ကစားချင်တာတော့ကစားနော်ပြီးရင်တော့မမေစီပြန်လာခဲ့နော်ကလေးတို့မမေနားမှာထိုင်ဆောင်မယ်ဟုတ်ကဲ့မမေဟာလေသမီးလေးကိုစီထုံးစံတိုင်းကြီးရဲ့ဘယ်လာပြောက်သွားပြီဘာဟုတ်တယ်မမေသမီးရလေညီမလေးကိုအဝေးယူသွားပါနဲ့အမေစိတ်ပူနေမယ်လို့ပြောရဟာဖေးလားမရဘူးအမေရဲ့သမီးလည်းတကယ်စိတ်ညစ်ပါရှာလို့မတွေ့တော့ဘူးဟာစိတ်ညစ်တယ်ဒီကလေးလေးရတော့လေခ
ဖေရောမညီညီလေးလည်းမစောအမနဲ့တူသွားဆိုလည်းမသွားဘူးကွယ်အမေစိတ်ဒုက္ခတော်ပြီးရဲ့တမီးဆိုပဲဘယ်လာသမီးလေးပမာလေသမီးလိုက်ခဲ့သမီးနောက်လိုက်ခဲ့နော်ဘယ်လာသမီးလေးပြောက်ပြီသမီးရဲ့ဘယ်နေရာမှရှာလို့မတွေ့ရဘူးလားအမေသမီးသမီးလေးရဲ့ဘယ်နှပြောက်နေရလဲအမေမလေးသမီးလေးကိုပြောက်လို့ဆိုပြီးလိုက်ရှာလိုက်ရတာဟာမင်းကလည်းအမြဲတမ်းစိတ်ပူနေရတယ်သမီးကကိုယ့်ဘက်ကိုစိတ်တင်နေရတော့ဆော့နေရရိုစီပေါ့သမီးကိုလေသမီးကခုနသွားကစားမယ်ဆိုတော့မဟုတ်သူကရှော့စီမန်ဆိုပြီးတော့အတင်းသွားတာလေအဲကြောင့်မလို့သမီးကကိုယ့်ဘက်ကိုထပ်သွားတာသမီးရဲ့နောက်ဆိုအဲ့လိုသွားရအောင်လေညီမနှစ်ယောက်တက်တက်မြတ်မြတ်လေးနေရမယ်နော်ပြီးတော့သမီးလေးနဲ့ညီမလေးကိုခါရလေးလေးဦးစားပေးလိုက်လीနော်သမီးလေးရဲ့လာနှစ်ယောက်လုံးမဆွဲအောင်မရမယ်ငါနေတို့နှစ်ယောက်ကိုလေနောက်ဆိုဒီကစားကွင်းအောင်မပို့တော့ဟာအမေကလေအေးလေဟဲ့အမေကစိတ်ရမ်းပူရတာသမီးတို့နှစ်ယောက်တည်းတရားရောက်ပြောက်ပြီးဆိုလို့ရှိရင်မိမိုင်လိုက်ရှာရတာဆိုပြောမလို့နော်လာမိနာလိုက်ခဲ့အိမ်ပြန်မယ်ဒီတိုင်းဆိုရင်တော့ဖြစ်တော့ဘူးဒီသမီးဆိုနေရတော့လေငါသမီးလေးကိုစီပဲလိမ့်ပါတယ်အမေကအမြဲအဲ့လိုပဲအမနဲ့ပဲနှိုင်းနေရတကယ်စိတ်ညစ်လာပြီဟဲ့မဟုတ်လို့လားနင့်မကိုကြည့်လေနင့်မဆိုလို့ရှိရင်အရမ်းတော်တယ်အမေစိတ်ညစ်အောင်လည်းမလုပ်ဘူးဘာမှလည်းမပူကြဘူးလေအမေကလည်း तू ကအမေကို तू ကသမီးအမေသူ့ကိုချစ်လာဘူးပိုလုံနေနေမှာပေါ့ဘယ်လားအမေကိုပြောရအောင်လေဒါနဲ့မဆိုတော့နင်ကြည့်ထားနော်လာငါသမီးလေးပဲလိမ့်မာဟမ်အမေကဘာမှလည်းမသိခါလာလဲအဲ့အမခါလာလဲအဲ့အမမကိုပဲဦးစားပေးနေစိတ်ပြက်ပါတယ်အမေကသမီးတို့နှစ်ယောက်လုံးချစ်ပါတယ်ဒါပေမဲ့သမီးကနည်းနည်းတော့လိမ့်မာဖို့လိုရတယ်လေမဟုတ်ဘူးလားလာသမီးတို့ခန်းထဲပို့ပြီးမယ်နော်လာခဏလေးနော်သမီးတို့အမေအနောက်မှာနီးလေစာလေးတော့ချက်လာအမေရေစိတ်နာကြည့်တက်ပြီဘာဖြစ်တာလဲသမီးတို့ရဲ့ဘာဖြစ်ပြန်ပြီလဲမသိဘူးအမေရေဘယ်လာပြောက်သွားပြန်ပြီဘာဘယ်လာပြောက်သွားရဲ့ဒီနေ့ချမကြည့်တာဟုတ်လားသမီးလေးကြည့်တာပဲအမေရဲ့ဒါပေမဲ့ तू ကထွိုင်းလို့သွားမယ်ဆိုပြီးတော့သမီးလေးလိုက်ရှာတာမတွေ့တော့စိတ်ညစ်ပါတယ်ဒီကလေးနဲ့ကတော့လေဘလို့လဲတော်ဆွေးသမီးပဲစိတ်ပြတ်ခွဲစိတ်ပူလိုက်ရသူကတော့အမြဲတမ်းပျောက်နေရတယ်သမီးရေဖယ်လားရေစိတ်ညစ်ပါတယ်ဖယ်လား Oh no Bella လုံးမလဲသမီးရေတော်ရရဟဲ့အမေမူးနေပါပြီအမေမူးနေရဆိုင်အမေဘေးလာဆောင်မယ်အမေထားပါဦးအမေဘယ်လာရဲ့ဘယ်ရောက်နေလဲမသိဟဲ့ဘာဖြစ်နေရလဲမဟုတ်မလို့နဲ့နင်းကိုရှာရင်းနဲ့အမေမမူးလဲဝါမရှုံခွေကြီးလဲဝါလောက်ပါဦးဘာဖြစ်နေရလဲငါသမီးလေးတန်ကြားလို့ချလာအမေသမီးဘယ်လာပြန်တွေ့ပြီဟဲ့သမီးလေး
နောက်ဆိုလို့သွားတော့ပါဘူးနော်ပြပါသမီးလေးရဲ့နောက်ဆိုသွားလို့ရှိရင်လည်းအမေကိုပြောသွားမှာပေါ့ဒါဟုတ်အမေလိုက်ပို့မှာပေါ့ဟုတ်မမေသမီးနောက်ဆိုမှတ်ထားပါမယ်ဟုတ်ဆိုပြီးတော့မသွားတော့ပါဘူးနော်မမေဟေးငါသမီးတို့နှစ်ယောက်စလုံးတော်တယ်လာတမေဗီဒီယိုလေးရလောက်ပါပဲရှင်ကြည့်ရှုပြီးရတဲ့ဖန်စီကျေးဇူးများပါတယ်ရှင်မနီးရဲ့ဗီဒီယိုလေးတွေကို like and subscribe လုပ်ဖို့လည်းမမေ့ပါနဲ့အောင်ရှင်မန်ဒီက subscriber တသိန်းပြည့်လို့ရှိရင်မျက်နှာနဲ့အသက်ကိုပြမှာပဲဖြစ်ပါတယ်ဆိုတော့ဒါကြောင့်မလို့မနီးရဲ့ subscriber တသိန်းပြည့်အောင်လို့ subscribe လေးလုပ်သွားကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye